I've seen McAllisk. Okay. Good luck with your journey. I'm just gonna go on my journey. I'm sure you'll figure something out. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ go on လေးဖြစ်ပါတယ်အသုံးများတဲ့ phrasal verb လေးပါပဲအဓိပ္ပာယ်တွေကလည်းသုံးတဲ့ပုံမှာမူတည်ပြီးတော့အမျိုးမျိုးဖြစ်နိုင်ပါတယ်ဒီနေ့ကတော့ဒီ movie လေးထဲမှာပါတဲ့သုံးသွားတဲ့ပုံစံလေးကိုပဲပြောပြချင်ပါတယ်ဒီသုံးတဲ့ပုံစံလေးကလည်းတွေ့ရတာပိုပြီးတော့များပါတယ် dictionary မှာကြည့်လိုက်မယ်ဆိုရင်တော့ go on with something ဆိုပြီးတော့တွေ့ရပါလိမ့်မယ်နောက်က witness something ကိုခွင့်ခတ်ထားတာကိုလည်းသတိထားမိပါလိမ့်မယ်dictionary ထဲမှာအဲ့လိုခွင့်ခတ်ထားရဲဆိုတာကတော့သူကလိုချင်လဲလိုမယ်မလိုချင်လဲမလိုဘူးဆိုတဲ့သဘောမျိုးပြောတာပါဒါပေမဲ့နောက်မှာ object လိုက်မယ်ဆိုရင်တော့ to something တို့ by something တို့မလိုက်ဘူး with something တို့လိုက်တယ်ဆိုတဲ့ပုံစံမျိုးပြောတာပါဒါပေမဲ့ object ဆိုတာလည်းပါကြမှာပါမှာပါလေသူ့ရဲ့အဓိပ္ပာယ်လေးကတော့တစ်ခုခုကိုဆက်လုပ်တယ်အထူးသဖြင့်တော့တစ်ခုခုကိုနားပြီးတော့မှဆက်လုပ်တယ်တစ်ခုခုပြီးနောက်မှဆက်လုပ်တယ်ဆိုပြီးတော့ပြောတာပါဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ We will go on with our presentations after lunch. ငါတို့ presentation တွေကို lunch ပြီးမှပဲဆက်လုပ်ကြမယ်နေ့လည်စာစားပြီးမှပဲဆက်လုပ်ကြမယ်ဆိုပြီးတော့ပြောတာပါရုပ်ရှင်ထဲမှာဆိုရင်တော့ငါ Kellis ကိုတွေ့ပြီးပြီတဲ့ဒါပေမဲ့သူ့ကို predator ကနေပြီးတော့ယုံသလိုမယုံသလိုလုပ်နေတော့မင်းခီမှာအဆင်ပြေပါစေတဲ့ငါလည်းငါခီကိုဆက်သွားတော့မယ်ဆိုပြီးတော့ပြောတာပါပြီးတော့သူကဆက်ပြောလိုက်သေးတယ်မင်းတစ်ခုခုဘာလုပ်ရမလဲဆိုတာကိုစဉ်းစားမိသွားပါလိမ့်မယ်တဲ့ figure something out ရဲ့အဓိပ္ပာယ်လေးကိုတော့ဗီဒီယိုတစ်ခုတင်ပေးပြီးသွားပါပြီ link လေးကိုလည်းပေးထားပါတယ်ရုပ်ရှင်လေးကိုတော့တစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး I've seen McAllisk. Okay. Good luck with your journey. I'm just gonna go on my journey. I'm sure you'll figure something out. carry on လို့ keep on လို့ကလည်းဒီလိုအဓိပ္ပာယ်မျိုးနဲ့သုံးလို့ရပါတယ်ဒီစကားလုံးလေးတွေကိုလည်းနောက်ဗီဒီယိုလေးတွေကြုံရင်ထပ်ပြီးတော့လုပ်ပေးသွားပါအောင်မယ်ဒီနေ့တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်